အလဲခွဲညှက်တဲ့ပုံစံကိုဆရာပြပေးမယ်နော်လဲခွဲညှက်တော့မယ်ဆိုလို့ရှိရင်အရှေ့ကိုတူတူချင်းတဲ့အတူအရှေ့ကိုဆရာတစ်ချက်သတ်မှတ်ထားလိုက်မယ်ဒီမှာတစ်ဖက်ဆွဲဒီမှာနည်းနည်းဆွဲနော်ဟိုဘက်ဒီဘက်နည်းနည်းဆွဲပေးညာနည်းနည်းဆွဲပြီးတော့အလဲခွဲဆိုတာအရင်တူလို့မကောင်းအောက်ကိုထဲဆွဲမယ်ဆွဲပြီးတော့မှနည်းနည်းလေးပဲညှိပေးလိုက်မယ်အရှိုညှက်တာတော့ပိုအဆင်ပြေတယ်နော်ဒီမှာနည်းလောက်ပဲတူပေးလိုက်မယ်နောက်ပြီးလို့ရှိရင်ဒီသပင်ကိုလည်းဒီဘက်ကိုရှာဒီဘက်တူထားတဲ့သပင်နည်းနည်းကိုလည်းဒီဘက်ကိုရှာပြီးတော့မှဒီမှာတက်ဆွဲမယ်ဆွဲပြီးတော့မှဆရာတို့ဒီဘက်မှာတူခဲ့တဲ့အတူသားတွေ့လားလက်ကဒီလိုရန်အောင်လေးဒီဘက်ကိုအတွင်းဘက်ကိုစောင်းထားရမှာနော်ဒီလိုကြီးမဟုတ်ဘူးနော်ကာကြီးမဟုတ်ဘူးနော်ပြီးတော့ဆက်နိုင်အောင်ပြီးတော့မှဒီမှာအပရှင်တဲဆွဲခုနတူထားတဲ့ guideline အတူသားလေးနဲ့ပဲတောက်ချောက်ပြီးတော့နော်ဒါမင်းတို့2 block ညက်နီးတင်တော့ကလည်းဒါတင်ပြီးပြီနော်ဟုတ်လားဒီဘက်မှာလည်းခုနတူထားတဲ့အတူစားရှိမှာပေါ့နော်ဒီမှာနော်အတူစားဒါဆိုစုံသွားပြီဟဲ့လားနောက်ပြီးလို့ရှိရင်ဒါကိုလိုချင်တဲ့အတူရှိကိုတတ်မှတ်တယ်တတ်မှတ်ပြီးတော့မှအထက်လိုက်ပေါ်တယ်နော်2 block ညက်နေက2မျိုးပဲရှိတယ်ကိုလိုချင်တဲ့အတူရှိကိုခုလိုတတ်မှတ်ပြီးတော့မှအထက်လိုက်ပေါ်တာ ਨੇ အထက်လိုက်ပေါ်ပြီးမှအတူရှိတတ်မှတ်တာပေါ့နော်ဒါဖြစ်ရှင်လက်တစ်လုံးလောက်ပဲဆွဲမယ်ဒီမှာဒီမှာရှုံမဲညက်လိုက်မယ်နော်နောက်ပြီးဒီဘက်ကိုဆက်ဆွဲမယ်တူသားယူမယ်ရှည်ပြန်ယူမယ်ပေါ်တက်ဆွဲမယ်တူနဲ့တိုင်းညက်မယ်အဲ့လိုလက်ဆောင်ဖို့မတန်တဲ့လူတွေဆိုလို့ရှိရင်နောက်ကနေပြန်ဆွဲလို့ရရင်နော်ဆရာအဲ့2 block ညက်နေတော့လည်းအဲ့ဒါသင်ပေးခဲ့တဲ့ခါလေးကျွတ်အဲ့လိုဆောင်းတာတိတ်မတန်ချင်ဘူးနော်တကယ်လို့အဲ့လိုမတန်ရင်ဒီလိုသွားလို့ရရင်နော်ဒီလိုသွားလို့ရတယ်နော်ဒီလိုမောက်နေလိမ့်မယ်ခလဲမှာတွေ့လားနော်အဲ့လေးကို join ဆက်လို့အပြည့်ရှင်ဒီမှာဆွဲမယ်မောက်နေတွေ့လားဒီမှာနော်နောက်ရှောင်းလာပြီးဒီနောက်ကနေပဲတက်ဆွဲလိုက်မယ်နော်ဒီမှာနောက်ဒီမှာညမယ် point ဒီ point မယ်နော်ဘောတမအတူရှိနေနဲ့ပြန်စစ်မယ်နော်ဒီကလေးကလွတ်ကြံခဲ့တဲ့ပင်ရှင်ရှေ့ထွက်နေလိမ့်မယ်ပြန်ညှိရမှာနော်ဒီမှာတော့မရှိဘူးဒီမှာနည်းနည်းရှုံနေရစစ်ကြည့်နည်းနည်းလေးရှင်ပြန်ညှိနည်းလေးရှင်ပြန်ညှိနော်စစ်ရတယ်နော်မစစ်လို့မရဒီမှာလဲထောင်လိုက်ပြန်စစ်ဒီမှာတော့မရှိဘူး